ကျွန်တော်ရဲ့ဖိုးဟာတစ်ချိန်ကကြိုက်လက်မြို့မှာမျိုးမျက်နှာဖုံကြေးရတသင်းဘောပိုင်ရှင်စံဆက်ပိုင်ရှင်တန်ခါဒါနဆေးရုပ်အလူရှင်တူဖြစ်ခဲ့ပါတယ်အချိန်တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း60နီးပါးလောက်ကအဖိုးဖြစ်သူရဲ့ဘဝဖြစ်စဉ်ကအလွန်ထူးခြားလာပါတယ်1962ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကဖြစ်ပါတယ်မောင်နှမ3ယောက်ပဲရှိတဲ့ကျွန်တော်ရဲ့အဖိုးဟာမိသားစုမှာအကြီးဆုံးဖြစ်ပါတယ်မိဘတွေပိုင်တဲ့လယ်ထဲမှာအဲ့ဒီခေတ်ကလယ်တဲဆောက်ပေးတဲ့ရွှေဦး3လုံးရရှိပြီးတော့ကြိုက်လက်မြို့တက်ပြီးတော့စီးပွားရေးလုပ်တဲ့အခါမှာအောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်အောင်မြင်ဖြစ်ထွန်းခဲ့ပြီးတမတ်တော်ချင်းသူတွေပေါ်များပြီမဲ့လေကျွန်တော်ရဲ့အဖိုးဦးလာဟာအသက်50ကျော်မှဖူးစာချင်းတွေးခဲ့ပြီးတော့အိမ်တော်ဘက်ကန်ခေခဲ့သူဖြစ်ပါတယ်အဖိုးရဲ့ဖြစ်စဉ်မှတ်တမ်းမှာလည်းအသက်50ကျော်မှဖူးစာချင်းတွေးမဲ့ဇာတာဖြစ်ကြောင်းသူ့ရဲ့ဘဝဖူးစာချင်းဟာလည်းသူ့ထက်အသက်ငယ်ရွယ်သူဖြစ်မယ်လို့အိမ်မက်ထဲမှာသူ့ကိုပြောကြောင်းသိရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အဖိုးဖြစ်သူကိုငယ်စဉ်ကတမတ်တော်ချင်တဲ့သူရွှေလန်းငွေလန်းဖောက်ချင်တဲ့သူတွေဝိုင်းဝိုင်းလဲနေပေမဲ့လည်းအဖိုးနဲ့ရွှေလန်းငွေလန်းဖောက်မဲ့သူအိမ်တော်ဘက်ကိုမိဘတွေကရွေးချယ်စီမံတိုင်းတနည်းမဟုတ်တနည်းစိစက်ကြောင်းလန်းချင်းတွေပျက်စီးခဲ့ရတာကတော့အဖိုးရဲ့ကန်စားတာကြောက်ပဲလာတော့မသိပါဘူး။တညမှာအဖိုးကိုအိမ်မက်ပေးတာကဟေးမောင်လာမင်းရဲ့ဖူးစာရှင်ကိုတီးလို့သားအသက်50ကျော်မှမင်းဖူးစာရှင်ကိုတွေ့ရလိမ့်မယ်။ဒီကြားထဲမင်းဘလောက်စူးစမ်းအချင်းကြီးပဲဖူးစာရှင်ကမင်းထက်ငယ်လိမ့်မယ်။မယုံရင်မင်းဖူးစာရှင်ကိုဟောဒီလာမဲ့လာပြညမှာတွေ့ရလိမ့်မယ်ဆိုပြီးတော့ဖူးစာရှင်ရှာတဲ့နီးကိုအိမ်မက်ထဲမှာပေးသွားပါတယ်ကျွန်တော်ရဲ့ပူကလည်းမယုံတဝက်ယုံတဝက်နဲ့ဖူးစာရှင်ကိုအိမ်မက်ထဲကပေးတဲ့နီတိုင်းရှာခဲ့ပါတယ်တကယ်တွေးခဲ့ပါတယ်ဖူးစာရှင်ရှာတဲ့နီကတော့အဲ့ဒီခေတ်ကကြီးဖလားတွေသုံးတဲ့အတွက်ကြောင့်ကြီးဖလားတွေကိုရေထဲပါပြေးရှံအောင်တော့မထည့်ရပါဘူးကြီးဖလားပေါ်မှာနီးပြားတစ်ချောင်းကိုတင်ထားပါပြီးရင်စပယ်ပန်းသို့မဟုတ်အဖြူရောင်ဆက်ကြသို့မဟုတ်ခရီးပန်း3ပွင့်ကိုရေမမြုပ်အောင်ထည့်လိုက်ပါပြီးရင်အိမ်မက်စီကာထားလို့ခေါ်တဲ့သူရတတိကာထားကိုရွတ်ပါမရရင်လည်းကိစ္စမရှိပါမိမိရဲ့ဖူးစာဘက်ကိုအိမ်မက်မှာကိုထင်ပြရန်တောင်းဆိုရန်ဖြစ်ပါတယ်ဒီနည်းနဲ့ဖူးစာရှင်ရှာခဲ့တဲ့ကျွန်တော်ရဲ့အဖိုးဟာနောက်တစ်ချိန်မှာတော့သူ့ထက်အသက်ငယ်တဲ့အမျိုးသမီးနဲ့ဖူးစာဘက်ဆုံခဲ့ရပါတယ်ရွတ်ဆိုရမယ့်ရွှေလက်ဆောင်သူရတတိကာထားကတော့အုံသူရတတိနန်းပုံဆောင်နဲ့မေရီဝီပလီယာစာနတ်တကာနဲ့တတဝါအများလူတလွားကိုတနာချစ်ခင်မေတ္တာဝင်အောင်ကြီးဆောင်အိမ်မက်ပြပြီးလော့မာတာချစ်စေတနာနဲ့ကဘာဘဝဆုတောင်းကြလျက်စင်မပြတ်အောင်ကျွန်ုပ်စသည်မွေးမိမဲ့အသောကြွယ်ရန်ခဏမကြာကျွန်ုပ်ကိုအိမ်မက်တွင်ဖူးစာရှင်အမှန်ပြပါလော့အမှန်ပေးပါလော့ဂါထာကတော့ဒီလောက်ပဲဖြစ်ပါတယ်ဂါထာရဲ့ဂွင်းစားဂွင်းပိတ်ဖူးစာရှင်နေရာမှာထီကနန်းတွေလိုချင်တယ်ဆိုရင်လည်းအဲ့ဒီနေရာမှာထီကနန်းလို့ထဲရွတ်ဆိုပေးပါထီကနန်းရယူဖို့အတွက်ကတော့9ရက်9ရက်အဓိဋ္ဌာန်ဝင်ကြည့်ပါသားကြီး9ကြီးရှောင်းခြင်းပါမေတ္တာတုတ်ကိုရွတ်ဖတ်ပါဒီနေရာမှာမှတ်ချက်တစ်ခုရှိပါတယ်ယခုခေတ်မှာကြီးစည်းတွေကောင်းနေတဲ့အတွက်ကြောင့်ကြီးဖလားတွေကိုမသုံးဆွဲနိုင်တော့ပါဘူးဒံဖလားတော့အနိုင်ဖြစ်နေပါတယ်ဒါကြောင့်ဘယ်ရီခွက်မဆိုသုံးနိုင်ပါတယ်ဖူးစာဖက်မှန်ကန်စွာတွေးရှိပါလိမ့်မယ်ဒီနေရာမှာတတိပြုရမှာကတော့အိမ်တော်ရှိတဲ့သူတွေမလွတ်လပ်တဲ့သူတွေစူတောင်းလို့မရပါဘူးအားလုံးသောချစ်သူစုံတွေတိုင်းပေါင်းဖက်နိုင်ကြပါစေ